ဆိုပြီးပိန်ကြည့်ရင်နော်ဒီရှိတ်ပါလေးကိုစတာနော်ဟိုဖတ်ဆိုပြီးတော့မပိန်ဘူးပေါ့ထိတ်ရုံပဲထိတ်တာပေါ့နော်လို့ပေါ့ကိုသွားကနီးလာကနီးအပြင်သွားကနီးတို့ဘာလို့ဆိုလို့ရှိရင်လေမြန်မာဝတ်စုံတွေနဲ့ဝတ်ချင်တယ်ဆိုတော့အဆင်ပြေရဲ့ဒီလားဒါမှမဟုတ်ရင်လည်းအထဲမှာလည်း dress တွေပါရင်လည်းဝတ်ချင်တယ်ဆိုရင်လည်းဒီရဲ့ရှိတ်ပါလေးကအဆင်ပြေတယ်အပေါ်ကနေပြီးတော့တခြားဝတ်စုံထပ်ပြီးဝတ်ရင် तू ကလှတယ်ဆိုတာလေဒီမှာကြည့် तू ကလေဒီမှာကြည့်ဒီမှာနော်ဒီရဲ့ခါအစီတွေထိမ့်ပေးတယ်ပြီးရင်ဒီရဲ့ရှေ့ရဒီအစီတွေထိမ့်ပေးတယ်ပြီးရင်ဒီမှာကြည့်ဒီရဲ့အစီတွေအကုန်လုံးဒီနောက်ကျောကိုကြည့်လိုက်နော်ဒီမှာနောက်ကျောဆိုလို့ရှိရင်ဒီမှာဒီနောက်လူခါအစီတွေဒီလိုမျိုးလေးအကုန်လုံးသူကထိမ့်ပေးထားတာပေါ့ဒီလိုမျိုးလေးတွေပေါ့နော်ဒီလိုမျိုးလေးတွေပါအရှိဒါလေးရလေဒီရှိတ်ပါလေးကအရင်မိုက်တယ်အခုနွေရာဒီနဲ့ဆိုရင်လည်းသူတစ်ထည်လေးဝတ်ချင်လဲရတယ်ဘာလို့လဲဆိုတော့ तू ကဒီမှာလေး bra ပါပြီးသားဆိုတော့နော် तू ကလည်းအကုန်လုံး body လည်းဝတ်စားမလို့တော့ဘာမှဝတ်စားမလို့တော့အခုဆိုဒါဘာဝတ်မထားဘူးဒါပဲဒါလေးကတော့ M size ကိုဝတ်ထားတာsize ကတော့ရှိရ M medium large size H ရ 2H ရဆိုပြီးတော့ရှိတယ်ပြီးတော့လေဒီမှာကြည့်ဒါဒီလိုမျိုးလေးဝတ်ပြီးတော့မှလေအပေါ်ကနေထပ်ဝတ်ပြမယ်အင်ကြီးပေါ်အင်ကြီးလေးဝတ်ပြမယ်ဒီရှိတ်ပါလေးဝတ်ပြီးတော့လေဒီရှိတ်ပါလေးဝတ်ပြီးတော့ဒီအင်ကြီးလေးဝတ်ပြမယ်ဒီလိုမျိုးလေးခံဝင်နေလဲ तू ကဒီလိုမျိုးပေါ့နော်လေဘင်းတပြေးကြီးနဲ့တော့မရဘူးပေါ့လေဘင်းအပိတ်လေးတွေလို့ဆိုရင် तू ကလိုမျိုးလေးနဲ့အောက်မှာခံဝင်နေလာတယ် तू ကလုံးတမင်ကလေးအဖြူရောင်နဲ့ဝတ်ပြထားအစီတွေပါတယ်ကိုယ့်အတွက်ထိန်းသွားတာဖိုက်ဒီပိုင်းချက်သွားတာဒါတော့မှတော့အောက်ကခေါင်းနဲ့ပဲဝတ်ထားတာနော်ဒီမှာကြည့်လိုက်သိလားဒီဥစ္စာဒီအရာကကြောက်လေဘာမီတူရဲ့အရာဒီမှာဒီဘာမီတူရဲ့အရာပေါ့နော်ဒီမှာကြည့်လိုက်ဒီဘေးတွေဆိုလုံးဝဒီမှာကြည့်လိုက်ဒီမှာနော်လုံးဝဒီမှာကြည့်လိုက်လုံးဝတော့ချက်ပြီးတော့ဒီမှာကြည့်သိလားဒီအောက်ကဒါဆိုလို့ရှိရင်ကွယ်ဒါကဘာမီတူဝတ်ထားလို့ဒီမှာကြည့်လိုက်ဒီဘေးကိုကြည့်လိုက်ဒီကဆိုကိုရီးယားဘိုက်ပူတယ်ဘိုက်ကပြောမနေနဲ့ဘိုက်ကပူတယ်လူကောင်ပဲသိတာဘိုက်ပူတယ်ပေါ့နော်ဒီမှာကြည့်လိုက်ဒါဆိုရင်ဒီမှာကြည့်ဒါဆိုချက်သွားသိလားဒီမှာဒါလည်းမျိုးချက်သွားတာအဲ့လိုမျိုးချက်သွားရဲဆိုတဲ့အကြောင်းကိုပြောပြတာဒီရှိတ်ပါလေးတွေကအဲ့လိုမျိုးလေးတော့ကောင်းတယ်ကွယ်ဟိုလိုမျိုးကြီးတော့နော်ကဲဒီမှာအဲ့လိုမျိုးလေးတွေဝတ်ချင်ဒီချိတ်ပါလေးကိုယူတယ်မမတို့ထဲထဲဝတ်တာပေါ့ဒါဝတ်ပြီးတော့လည်း gym ဆော့လို့ရတယ်body transform လုပ်ရှင်တဲ့ဆိုဒါလေးတွေဝတ်ပြီးတော့ gym ဆော့လည်းအဆင်ပြေတယ်ဒီဥစ္စာလေးတွေကဒါမှမဟုတ်လို့ရှိရင်လည်းအဲ့လိုမျိုးရဲ့အင်ဂျီတွေအောက်မှာလည်းတော့ခံဝင်ထားလို့လည်းရတယ်ဒီကကိုရီးယားဒီထဲထဲဝတ်ရဲတယ်ဒါလေးတွေဝတ်ပြီးတော့အိမ်မှာလည်းနေတယ်ဒီ site မှာလည်းနေတယ်ပေါ့နော်တကယ်လို့အပြင်လေးပါလေးသွားမယ်ဆိုလို့ရှိရင်တော့ကိုအပေါ်ကနေပြီးတော့အပေါ်တစ်ထပ်လေးကောက်ဝတ်လိုက်ပြီးတော့အပြင်ထွက်သွားတာပါကဲဒီမှာနော်ဒီ shape ပါလေးမိုက်တယ်နော်ဒီမှာကြည့်ဒီမှာနောက်မှာနော်တောင်စုံရှိပါတယ် site စုံရှိတယ်နော်ဆက်စုံရှိတယ်သူကပြောပြတာသူကဒီလိုမျိုးဒီနာကဘိုက်တွေထိန်းနေပြီးဒီနာကဘိုက်တွေထိန်းနေပြီးကြရင်ဒီနာလေးရာကြီးထိန်းနေပြီးကြရင်ဒီမှာဒီဘက်ကဟာထိန်းနေပြီးဒီဟာကြီးထိန်းပေးတယ်ပေါ့ကွယ်ပြီးဒီမှာတန်မျိုးဆိုရင်မရှိတော့ဘူးတိလာသူအဲ့လိုမျိုးလေးဒီမှာလက်ပြင်းလက်ပင်လေးလည်းထိန်းပေးတယ်ဒါလေး site ရှိတယ်ကိုလည်းစင်ပြေ site ကိုယူပါ